ဒီကုန်းလေးနဲ့ဒီဆိုလေးတွေမှာလေနားဆင်ကြည့်ပါခင်ဗျာ
အရှင်တော်ဘောရမမြတ်စွာဘုရားတောင်အမေရဲ့နိုးဖို့နိုးတလုံးကိုပဲကြည်တာပါကျွန်တော်တို့တွေမိဘကျေးဇူးကိုအရှင်တော်ဘောရမမြတ်စွာဘုရားလို့နိုးတလုံးကိုမကြည်နိုင်ရင်တောင်နိုးတက်တဲ့ဖို့များပဲကြည်ကြည်တတ်နိုင်တဲ့လောက်အတူဆက်ကြရအောင်ဆိုလားဗျာဘာမှအနစ်နာခဲ့ပေးစလူတာတာကိုချစ်တဲ့အမေပါတာကိုချစ်တဲ့အမေပါဟိုးရဲ့ဒီကလေးဘဝတို့ကမိမရတဲ့အမတ်တရားလေးတွေတာမောင်းတန်တာလွန်ပြီးပါတဲ့အမေတာမောင်းတန်တာလွန်အပြန်အိတ်ကိုအပြေဝမ်းမီတွေကမနေတာအိုးခွင့်ကြီးတမင်းအတော်ပဲရှိမကြည့်မသာကျွန်တော်ပြတာကြောင့်အမေရင်မပူပြင်းနေတာတောင်းမရင်ခဏတော့စောက်မှာသပင်းကိုဖြတ်ခါရောက်တားကိုအပူကျွေးတမင်းအတော်တွေအမေအားခဲလို့ဝါမျိုးနေပုံမှာမဆရာကြခဲ့ပြီမို့အမေကိုပူလာတကောင်းရမို့တဲ့မှာပြီးတော့ကိုလက်မဆွေဘာကိုထွက်ရည်တားကြိုက်တဲ့အသားဟင်းကိုချက်ခါအမေကျွေးကောင်းရင်လားလို့အမေမေးနေကြအမေကျေးဇူးကြီးမှလိုက်တာကံဝင်စံပြမေမိတာပါ